ရဲစခန်းကဟောင်းနှွမ်းပြီးမှောက်နေတဲ့မျက်နှာချက်ကပန်ကာအိုကြီးကတကြီးကြီးအတန်ပေးပြီးလဲပတ်နေတယ်မင်းသူကစပွဲတစ်ခုရဲ့တစ်ဖက်မှာထိုင်နေပြီးသူ့ရှိမှရဲအုပ်ထွန်းအောင်အသက်50ခန့်ဘိုက်ရွှဲရွှဲနဲ့မျက်နှာပေးတင်းမှသူရှိနေတယ်လွန်ခဲ့တဲ့10နှစ်ကအမှုတွဲပါသူညအမှတ်နာမှာပျောက်ဆုံးခဲ့တဲ့မေသူအမှုရဲအုပ်ထွန်းအောင်ကစစ်လိပ်ပြာကိုခါချရင်မင်းသူကိုစစ်စစ်ကြည့်တယ်မင်းအဲ့ဒီကိစ္စကိုအခုထိမမေ့သေးဘူးလားမင်းသူငါတို့လည်းရှာခဲ့တာပဲမြေလန်းရှာတာတော့ဘာမှမတွေ့ခဲ့လို့အမှုပိတ်လိုက်ရတာလေအမှုတွဲမှတ်တမ်းကိုပဲကျွန်တော်ပြန်ကြည့်ချင်တာပါရဲအုပ်ကတပ်ပြင်းချပြီးရဲသားတယောက်ကိုအမှုတွဲသွားထုတ်ခိုင်းလိုက်တယ်ခဏအကြာမှာရဲသားကဖိုင်တွဲတစ်ခုယူလာပေးတယ်မင်းသူဖိုင်ကိုဖွင့်ကြည့်လိုက်တဲ့အခါသူ့မျက်နှာပြက်သွားတယ်စာမျက်နှာတွေအားလုံးကဗလာဖြစ်နေတယ်ဒါမှမဟုတ်မီရီတွေဖိတ်စင်နေလို့ဘာမှဖတ်လို့မရတော့ဘူးမင်းသူအတန်မာဖြစ်ဒါကဘာလဲမှတ်တမ်းတွေကဘာလို့ဒီလိုဖြစ်နေတာလဲဒီမျိုးမှာကစိုးထိုင်းစများတယ်လေပိုးစားတာလည်းဖြစ်နိုင်တာပဲပြန်တော့မင်းသူအတိတ်ကိုပြန်မတူးဆွတာမင်းအတွက်အကောင်းဆုံးပဲမင်းသူစိတ်ပြက်လက်ပြက်နဲ့ဆေးရုံဝင်းနဲ့လမ်းလျှောက်လာတယ်အဲ့ဒီအချိန်မှာလူနာတင်ကူတင်တစ်ခုကိုအမြန်တွန်းလာတဲ့သူနာပြုတွေနဲ့တိုက်မိမလို့ဖြစ်သွားတယ်ခတင်ပေါ်မှာပါလာတဲ့လူနာကတုံတုံရင်ရင်နဲ့အော်ဟစ်နေတယ်ကျွန်တော်ခြေထောက်ကိုကြည့်ပေးကြပါပျောက်နေပြီအားလုံးပျောက်ကုန်ပြီမင်းသူကြည့်လိုက်တော့လူနာရဲ့ခြေထောက်ကအကောင်းတိုင်းရှိနေပေမဲ့ကျမ်းပြင်ပေါ်ကအလင်းရောင်အောက်မှာတော့အဲ့ဒီလူနာရဲ့ခြေထောက်အရိပ်ကတဖြည်းဖြည်းပျောက်ကွယ်နေတာကိုတွေ့လိုက်ရတယ်ဒေါက်တာနန်းစောအသက်30ခန့်မျက်မှန်နဲ့တည်ငြိမ်တော်လဲမျက်ဝန်းထဲတွင်စိုးရိမ်မှုအပြည့်ရှိသူကလူနာကိုထိန်းရင်းမင်းသူကိုလှမ်းကြည့်လိုက်တယ်သူတို့မျက်လုံးချင်းစုံသွားကြတယ်နန်းစောကမင်းသူကိုကော်ဖီတစ်ခွက်ကမ်းပေးလိုက်တယ်သူမရဲ့လက်တွေကအနှဲငယ်တုံနေတယ်ရှင့်ကိုကျမမှတ်မိပါတယ်လွန်ခဲ့တဲ့10နှစ်ကမေသူအကူမဟုတ်လားဟုတ်ပါတယ်ဆရာဝန်မလေးကဘလို့သိတာလဲအဲ့ဒီတုန်းကကျမကဒီဆေးရုံမှာအလုပ်တင်ဆရာဝန်မေသူပျောက်ဆုံးတဲ့ညကသူမကိုနောက်ဆုံးတွေ့ခဲ့တဲ့သူတွေထဲမှာကျမပါခဲ့တယ်သူမကသူညမှတ်နာမှာတယောက်တည်းရက်နေပြီးသူ့အရေးကိုသူစကားပြောနေခဲ့တာမင်းသူကော်ဖီခွက်ကိုတင်းတင်းဆုပ်ကင်လိုက်တယ်အခုမြို့မှာဖြစ်နေတာတွေကပိုဆိုးလာပြီးလူတွေကတဖြည်းဖြည်းအရေးပြောက်လာကြတယ်လူတွေကတော့ယူနေတယ်လို့ထင်ကြပေမဲ့ဒါကယောဂမဟုတ်ဘူးမင်းသူဒါကတခုခုကခိုးယူနေတာဘသူကခိုးယူနေတာလဲနန်းစောကပတင်းပေါက်အပြင်ဘက်ကမှောင်တိကျနေတဲ့တောင်တန်းကြီးစီကိုလက်ညှိုးထိုးပြတယ်သူညအမှတ်မှာနေထိုင်တဲ့သူတွေသူတို့ကအလင်းကိုမုန်းတယ်သူတို့ကကျမတို့ရဲ့တည်ရှိမှုကိုစားသုံးနေကြတာရုတ်တရက်အခန်းထဲကမီးချောင်းကတဖြက်ဖြက်ဖြစ်လာပြီးငိမ့်သွားတယ်မှောင်တိကျသွားတဲ့အခန်းထဲမှာမင်းသူနဲ့နန်းစော2ယောက်တည်းဒါပေမဲ့အမောင်ထဲမှာတစုံတစ်ယောက်ရဲ့အသက်ရှူတန်ပြင်းပြင်းကိုသူတို့2ယောက်ကြားကနေကြားလိုက်ရတဲ့အခါ